မိုးသေးထန်စွာရွာတဲ့နေ့မှာမိန်းကလေးကအိမ်မြန်ပြန်ဖို့ကြိုးစားနေတော့လူတရက်အချိန်နဲ့မောင်းလာတဲ့ကားကသူမကိုတိုက်မိသွားပါတယ်။ဒါပေမဲ့ကံကောင်းတာကသူမဆွဲထားတဲ့ဘိုးဘွားပိုင်ကြောက်စိမ့်ဆွဲသီးကကွဲသွားပြီးရွှေရောင်လင်းနှန်းတွေသူမရဲ့မျက်လုံးထဲကိုစီးဝင်သွားခဲ့ပါတယ်။သူမဆေးရုံမှာပြန်လို့လာတဲ့အခါမှာတော့သူမဟာနေရံတွေကိုဖောက်ထွင်းမြင်နိုင်စွမ်းရှိနေတာကိုအံ့ဩစွာတွေ့လိုက်ရပါတယ်။ဒါဟာသူမမှာဖောက်ထွင်းမြင်နိုင်တဲ့မျက်လုံး Free Vision ရသွားတာကိုဆိုလိုတာပါ။အဲ့ဒီအချိန်မှာတထေးအိမ်တော်ကအိမ်စီကရောက်လာပြီးနက်စစ်ဆေးချက်အရသူမဟာအပြင်မှာလွတ်စင်နေတဲ့တထေးသမီးရင်းဖြစ်တယ်လို့ပြောပါတယ်။အဖွားရဲ့စေကူတာစီအတွက်ရွမ်3သိန်းပေးမယ်။ဒါပေမဲ့သူမကအဖွားကိုဆွတ်လွတ်ပြီးတထေးအိမ်ကိုလိုက်ရမှာပါ။သူမငငယ်ကအမိုက်ပုံပေးမှာပြစ်ထားခံရတော့ကမျက်မမြင်ဖွားကသူမကိုကောက်ယူပြီးကျွေးမွေးပြုစုခဲ့တာပါအခုဖွားကနေမကောင်းဖြစ်နေတော့ဆေးဖို့လိုအပ်နေပေမဲ့ဖွားကိုတော့သူမမစွန့်လွတ်နိုင်ပါဘူးအဖွားအတွက်ဆေးဖို့ရှာဖို့သူမဟာကြောက်စိမ့်စည်းတန်းကိုတွားပြီးကန်ဆန်းခဲ့ပါတယ်ဆိုင်ရှိမှာအောက်ခြေနင်းကြောက်ဖြစ်တုံးထားတဲ့ကြောက်တုံးထဲမှာတန်မိုးကြီးအေဂရစ်အစိမ်းရောင်နဲ့ Imperial Green ရှိနေတာကိုသူမမြင်သွားပါတယ်သူမကအဲ့ဒီကြောက်တုံးကိုရွံ100နဲ့ဝယ်လိုက်လို့လူတွေကသူမကိုအစအနောက်ခံရပေမဲ့ကြောက်ကိုခွဲလိုက်တဲ့အခါတန်မိုးကြီးကြောက်စိမ့်ထွက်လာလို့အားလုံးအံ့ဩသွားကြပါတယ်အဲ့ဒီနောက်ရွံ9တန်းနဲ့ပြန်ရောက်လိုက်နိုင်ပါတယ်ကြောက်စိမ့်လောကပညာရှင်ကြီးချန်လောင်ကလည်းသူမကိုသဘောကျပြီးမိတ်ဆွေဖွဲ့ခဲ့ပါတယ်လီလံပွဲကိုရောက်တဲ့အခါသူမရဲ့မိဘအရင်းတွေကသူမကိုပညာရှင်ကြီးရဲ့မြှုပ်ဆွဲခံထားရတဲ့မိန်းကလေးလို့ထင်ပြီးအထင်သေးနေကြပါတယ်ပထမပစ္စည်းကိုသူမကကြည့်ပြီးပညာရှင်ကြီးကိုဝယ်ဖို့အကြံပေးပါတယ်ခွဲလိုက်တဲ့အခါတကယ်ပဲရွံ10တန်းနဲ့ကြောက်စိမ့်ဖြစ်နေပါတယ်ဒုတိယပစ္စည်းကအပြင်ကကြည့်ရင်တမိုးကြီးပုံပေါ်ပေမဲ့သူမကဖောက်ကြည့်တဲ့အခါအကြောင်းတွေအပြည့်ဖြစ်နေတာမြင်လို့ပညာရှင်ကြီးကိုမဝယ်ဖို့တားလိုက်ပါတယ်ဒါပေမဲ့သူမရဲ့မိဘအရင်းတွေကတော့အပိုင်တွက်ပြီးရွံတန်းချီပေးဝယ်လိုက်ရကနေအကုန်ရှုံးသွားပါတော့တယ်ဒါကိုမြင်တဲ့ပညာရှင်ကြီးကသူမကိုကြောက်မျက်စစ်ဆေးသူတစ်ဖရဲဆိုအဖြစ်ခန့်အပ်ဖို့ကန့်လန့်လိုက်ပါတော့တယ်